ရင်လူတိုင်းပြပြမှာအကြီးကောတကြီးကောအကုန်လုံးလက်ပြခါရာဇဝင်မှာစားတွင်းအောင်တစ်ခေါက်ဖော်ပြပါမီပစိုးကိုတိုတိုဝတ်ပေါက်ကြုံမှလာပြီဆိုတော့အလုံးတက်ဘဲကောင်းတဲ့အချောင်းသားလဲငါတမုံချက်မွေးကလေးကလက်သေးကိုခြေကန်ပြီးမွေးမဟာဗုဒ္ဓအသားဆောက်ကရေရှမ်းတဲ့ကလေးကြာရနဲ့ညနေဆောင်သူလူပြိုလက်တနာနာပဲကေကိုပြီးလို့ရှေ့ကိုတီးလို့ငါရေကုန်တဲ့ငါတောက်ပါနေတာနေလို့မီးလို့တစ်ချက်တိုင်းမှချင်းနဲ့ငါတို့ရက်ထဲမလာခင်တရက်တစ်ခွက်ချင်းငါဝင်တာနဲ့ပတ်ဆဲလိုက်ရင်ပတ်ချွဲနဲ့ချွဲကပေးမလုံးနဲ့ဇက်ထဲတောက်ဝင်ငါကကြက်ပွဲမှပြီးရင်တို့တော့ရှက်ပွဲမှမင်းကဲပြောအောင်မနဲ့ဘဲကွဲလို့ခေါ်တဲ့ကောင်တွေအကုန်လုံးကဆွဲပြဲလဲအကွဲဝဲစကပြဲပေါက်ကြုံမဆိုကောင်းတော့ကိုင်းတွေအားလုံးကသဲဆွဲတော့ရမှာတနေကိုတို့ပြောချမ်းတော့မှလူဆုံးပတ်ခေါ်ဒီကလေးတွေလေးကစင်းတွေညောပေါက်ကြတော့နော်ပေါက်တဲ့လူဆုံးဒီလိုပြောတက်ဆက်တန်ဆူညလို့နော်ခြေလက်ချဟာသာလေးတွေနော်မင်းအလုံးရဲ့ပေါက်ကြမဟုတ်ပါတို့လို့ကောင်းမလေးတွေရက်ခက်စိတ်ချင်းသွားပြီးရှိုးထုတ်အိုးလှုပ်ဒါဆိုတော့အိုးပုတ်ချိုးရုံနဲ့လည်းမကစားခဲ့စေးပေါ်လိုက်တော့မြင်းညက်တဲ့လက်ကြားတဲ့ဘလမရှိလဲစားရှိတဲ့ပတ်တများခဲ့ပေါက်ကြုံမတဲ့တက်ရွာလုံးရင်ပစပ်ပြားတဲ့ချက်သားနဲ့ဝတ်သားနဲ့ကျွေးရအလိုအိမ်မှာဝါတီဆွဲတာဇွန်ဘာမချက်ပြီးတော့ဂရင်းချင်လို့ကွန်တရာဝါပြီးတော့ဘောလုံးကန်ချင်းကက်ဂျွန်ဘာကစားဒါမညိနဲ့တွေးစားမတတိနဲ့ငါရှေ့မှာတောင်းမကျူရင်လေးကွာစားမိမယ်ဘေးရတဲ့ကမိုက်လေဟုတ်လားဘေးရတဲ့ကမိုက်လေနေထူးနိုင်တဲ့ကြိုးစိုးဟင်းစုံငယ်တွေကကြိုက်တယ်ကဲပြောအောင်မနဲ့ဘဲကွဲလို့ခေါ်တဲ့ကောင်တွေအကုန်လုံးကဆွဲပြဲအလဲအကွဲဝဲစကပြဲပေါက်ကြုံမဆိုကောင်းတော့ကိုင်းတွေအားလုံးကသဲဆွဲတော့ရမှာတလေကိုတို့ပြောချမ်းတော့မှလူဆုံးပတ်ခေါ်ဒီကလေးတွေလေးကစင်းတွေညောပေါက်ကြတော့နော်ပေါက်တဲ့လူဆုံးဒီလိုပြောတက်ဆက်တန်ဆူညလို့နော်ခြေလက်ချဟာသာလေးတွေနော်မင်းအလုံးရဲ့ပေါက်ကြဆိုတိတ်မိုက်ငါကပြပြပြဆိုတိတ်ကြိုက်တာကွာရှာလာပါညာကျဆိုစိတ်ကြိုက်လာပါတရွာလုံးရဲ့ပေါက်ကျော်တရွာလုံးရဲ့ပေါက်ကျော်